န်ဆင်းဆုံးကအသင်းနဲ့လူးလဲကန်ပြီးတော့အနိုင်သုံးမှတ်ကိုရယူနိုင်ခဲ့တဲ့တိတ်မထူးတဲ့ဂိမ်းမှုများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်းရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဂိမ်းမှုတို့ကတော့တကယ်ဟာသားလို့ကိုပြောရမယ်အသင်းပါပဲလက်ရှိရာသီမှာနီးပြစေအမိုရင်နဲ့ကြမ်းပြမယ်ဆိုပြီးမှပုံမှန်ဖို့ရုန်းကန်လာလိုက်တာရီရတာမှာဖက်ဖက်မောရင်ဘတ်နောက်ကကြော့ပါပဲဒီကြားတဲ့ကစားသမားတွေကဖောက်လိုက်ဆေးထိုးလိုက်တဲ့ဒုက္ခပေးနေခဲ့ပြီးတော့ကိုအသင်းစီမှာဆိုတမျိုးသူများအသင်းစီရောက်ရင်အခုပဲဘလွန်ဒီယောထပေးရမလို့ခြေစွမ်းတွေပြပြီးတော့ဂိတ်ဖန်တွေနှမျောတပဖြစ်အောင်တမင်ကိုလုံနေကြတဲ့အတိုင်းပါပဲအသင်းရဲ့ပွဲတဲ့17ယောက်ဆိုတာကလည်းမူးလို့ရှူစရာဆိုလို့ဘရူနိုတယောက်လောက်ပဲဖျက်ဖြောင်းတန်းတန်းရှိနေပြီးတော့ဒီဘဲတာဒဏ်ရာရသွားခဲ့ရင်ဂိမ်းမှုတို့ဖို့တော့မတွေ့ရဘူးမေရဲ့လို့ကိုညီးနေရမယ်ကိပါပဲကဲထားပါတော့ဂိမ်းမှုတို့ရဲ့အပြစ်တနာကိုအသေးရှာဖွဲ့ရင်ပြီးမှမဟုတ်လို့စိတ်သဘောနဲ့ကြေရောပြီးတော့ပြောလိုက်ကြရအောင်ပါဂိမ်းမှုတို့ကတော့မနေ့ကသူတို့ရဲ့လေးမတိုးပါဘူးဆိုတဲ့ Old Trafford အိမ်ဝေးမှာချန်ပီယံလိတိုက်ပွဲမဟုတ်တဲ့တန်းဆင်းဆုံးတိုက်ပွဲဆင်နွှဲဖို့တော့မနေ့တနေ့ကမှကြောင်ကတက်နဲ့တန်းတက်လာရင် AWF တို့ကိုဖိတ်ခေါ်ကစားစီခဲ့ပါတယ်AWF ဆိုတာကလည်းအမိုရင်ဆိုင်ကားဂိတ်ကိုမျက်စိနဲ့လမ်းမပြီးရောက်ခါစားကတရေကျထားတာဖြစ်လို့ဒီတခါတော့နိုင်အောင်ကံမှုလိုတာကိုတော့တီးထားပုံပါပဲဒါကြောင့်နီးပြတန်းတစ်လျှောက်တင်ထားခဲ့တဲ့ပညာတွေကိုစုပြီးတော့နိုင်ပွဲဆိုတာဂျုံနဲ့လားလို့မေးရတော့မယ်အဖြစ်နဲ့ရင်ဆိုင်နေရတဲ့ United တို့ကိုသုံးမှတ်ပေးမယ်လို့သတင်းစာရှင်းလင်းပွဲတွေမှာပါအားချောင်ထားခဲ့တာကြောင့်သူ့ရဲ့အကောင်းဆုံးလူစည်းနဲ့ပွဲထွက်လာခဲ့ပါတယ်ဂိမ်းမှုတို့ရဲ့ဂိုးမသွင်းတတ်တဲ့ရှေ့တန်းတိုက်စစ်မှာတော့ဂါနာချိုဟော်လန်နဲ့မပြတ်စည်းတဲ့ဇက်ဇီးတို့ကိုပွဲထုတ်လာခဲ့ပါတယ်ကွင်းလင်းမှာတော့လူတကာငေးတဲ့ဥကာတေးနဲ့လူပိုမဟုတ်တဲ့ဘရူနိုတို့ကWVV ရဲ့တီလာပြီးတော့ဝင်းဖတ်တစ်ဖက်တစ်ချက်စီမှာတော့တအားပြော့တဲ့ဓာလုံးနဲ့အပြိုမကျူတဲ့ဒေါ်ဂူတို့ကပဲပွဲထွက်လာကစားခဲ့ပါတယ်နောက်တန်းမှာတော့ဒီလစ်မကွာယာနဲ့ရိုယိုတို့ကပိတ်ဆို့ကစားလာခဲ့ပါတယ်ပြောစရာရှိတာကဂိုးသမားဖြစ်တဲ့အလူတကာလေးအိုနာနာပဲဖြစ်ပြီးတော့တန်ဟန်မွေခဲ့တဲ့ပြဿနာတွေထဲမှာတကယ်ပြဿနာကြီးကိုဖြစ်လို့နေပါတယ်ဂိုးကလည်းမရရမဖမ်းတတ်ဘောပလေရင်လည်းမနိုင်မဲနဲ့ကျွန်တော်ဘဝမှာဒီလိုဂိုးသမားမျိုးတကယ်ကိုမမြင်ဘူးတာပါဒီလိုနဲ့ဂိမ်းမှုတို့ကမရှိရှိတဲ့ကစားသမားတွေကုန်ထုတ်ပြီးတော့ကစားလာလိုက်တာအေဖစ်ကပဲအခွင့်အရေးတွေအရင်ရတဲ့အထိပါပဲပွဲဆစားချင်း4မိနစ်မှာအေဝစ်ဘက်ကဦးဆောင်ကိုရင်ရရှိလာခဲ့ပြီးတော့ဒေါ်ဂူနဲ့အိုနာနာတို့ရဲ့နားလည်မှုလွဲရာကနေအေဝစ်ဘက်ကနေပြီးတော့သွင်းကိုရရှိသွားခဲ့တာပါဒီလိုနဲ့ United တို့ကခြေပါကိုရဖို့အသေးအတန်နဲ့စူးစမ်းခဲ့ကြပြီးတော့ပွဲကစားချင်း22မိနစ်မှာတော့ဂိုးရသွားခဲ့ပါတယ်ဘရူနိုကန်တင်ပေးလိုက်တဲ့ဘောလုံးကိုအေဝစ်နောက်ခံလူကကိုသွင်းမိသွားခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့4မိနစ်ကြာမှာတော့ဘရူနိုကန်တင်ပေးလိုက်တဲ့ဒေါင်းကန်ဘောကနေပြီးတော့ဒီလစ်ကထပ်မံပိတ်သွင်းသွားနိုင်ခဲ့ပါသေးတယ်ဒီလိုနဲ့ပထမပိုင်းပြီးကနေ43မိနစ်မှာတော့ United ရဲ့ဝင်းဘက်ကစားသမားဒေါ်ဂူတယောက်ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တယ်ဆိုပြီးတော့တိုက်ရိုက်အနီးကပ်ပြလာပြီးတော့အထုတ်ခံလိုက်ရပါတော့တယ်ပထမပိုင်းပြီးကနေမှာတော့အဝေးဘက်က10ယောက်17ယောက်အနေထားကိုအခွင့်အရေးယူပြီးတော့သွင်းကိုတကူထပ်မံသွင်းယူသွားနိုင်ခဲ့ပါတယ်ဒုတိယပိုင်းရောက်မှာတော့မကွာယာကဘရူနိုရဲ့ဒေါင်းကန်ဘောကနေဖျက်တင်ပေးဖို့မှုကိုအကောင်းဆုံးခေါင်းတိုက်ပြီးတော့ United အတွက်နိုင်ရလက်ဖြစ်စေမဲ့ဂိုးကိုသွင်းယူပေးခဲ့ပါတယ်ဒီလိုနဲ့ဖျားတရားမနေရတဲ့ဂိမ်းမှုတို့ကလည်းပွဲသိမ်းခရာမုတ်ချိန်မှာ3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့ပဲအဝေးကိုပိတ်ဆို့ကစားခဲ့ပြီးအနိုင်ရလက်ကိုခက်ခဲရရှိခဲ့ပါတော့တယ်အစုံနေကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ